ပါပြည်သူ့တဲ့သတင်းထက်ရဲ့2026ခုနှစ်မတ်လ22ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရခိုင်ဘက်ကိုတင်ပို့တဲ့တာကာ9,900,000တန်မှုအာလူအိတ်960နဲ့ငါးဖမ်းဆက်လေ2စီးကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာမတ်လ20ရက်နေ့ကဖော်ပြပါတယ်ဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်မီဒီယာအရာရှိဒုတိယဗိုလ်မှူးကြီးစာဗီရာအာလန်ဆူရန်ကကြာသပတေးနေ့မိုးလယ်ပိုင်းကဒီဖမ်းဆီးမှုအပေါ်အတည်ပြုခဲ့ပြီးဖမ်းမိတာကတော့သတင်းပေးချက်အရစစ်တကောင်းအနီးကလိုအခါလီမက်ကနာမြစ်မှာကြာသပတေးနေ့အစောပိုင်းကကမ်းခြေဆောင်တပ်ကဖမ်းမိတာလို့ဆိုပါတယ်အကောက်ခွန်တိမ်းရှောင်ပြီးမြန်မာနိုင်ငံကိုတရားမဝင်ပို့ဆောင်တာကြောင့်ဖမ်းဆီးတာလို့အာဏာပိုင်တွေကပြောပါတယ်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာရခိုင်ကိုတင်ပို့တဲ့စားသုံးကုန်တွေအပါအဝင်အိမ်သောပစ္စည်းတွေဖြစ်တဲ့ဘီလက်မြေတွေကိုလည်းမကြာခဏဖမ်းဆီးမှုတွေရှိတယ်လို့ရခိုင်ပြည်နယ်ကဝင်ရောက်လာတဲ့မိုးရေဆေးဝါးနဲ့စိတ်ကြဆေးတွေကိုမကြာခဏဖမ်းမိတယ်လို့တက္ကနာမျိုးကသတင်းတောက်တယောက်ကပြောပါတယ်ခင်ဗျာပြည်သူအတန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ